အားလုံးမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်ပြောပြရလေးတစ်ခုရှိလို့ပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်ဂျပန်မှာတော်တော်များဖြစ်နေတဲ့အရာလေးပေါ့နော်တော့ဂျပန်မှာတော်တော်များများအလုပ်တွေထဲမှာတွေ့ကြုံနေရတဲ့အရာလေးတွေစိတ်ခံစားချက်လေးတွေပေါ့နော်အဲ့ဒါလေးနဲ့ပတ်သက်ပြီးကျွန်တော်ပြောပြချင်တာလေးရှိလို့ပါအဲ့တော့ဇလန်ကတော့ဘယ်လိုလဲဆိုတော့ကျွန်တော်ကောင်းမလေးနဲ့ကျွန်တော်လည်းစကားပြောပြတဲ့အရာလေးပေါ့နော်အဲ့ဒါလေးနဲ့ကျွန်တော်ဝိပမာပေးပြီးတော့ပြောတော့မှာဖြစ်ပါတယ်ဒီနေ့ကကျွန်တော်ကောင်းမလေးနဲ့စကားပြောပြတယ်ဗျအဲ့နဲ့ကျွန်တော်ကစကားပြောပြတဲ့နေရာပေါ့နော်ဆိုတော့သူ့ရင်ဖွင့်လိုက်တယ်ချစ်ဟောလုံးပါဒီလိုပဲအများကြီးပို့လုံနေရတယ်အများကြီးကိုကအများကြီးလုံနေရတဲ့အလျောက်ပေါ့နော်အများနဲ့ရှင်တာပေါ့နော်သူကဒီလောက်ပဲလုံတယ်ငါဒီလောက်လုံတယ်သူကဒီလောက်ရတယ်ငါဒီလောက်ရတယ်ဆိုတာမျိုးပေါ့အဲ့လိုမျိုးပေါ့အချိန်မှာသူကကျွန်တော်ဘာပြောလဲဆိုတော့လကားရတဲ့တော့သွားပြဲမကြည့်ပါနဲ့တဲ့ဆိုတော့လကားရတဲ့တော့ကျွန်တော်လကားရမှာမဟုတ်ဘူးလေအလုံးလုံးမှာပတ်စံရတယ်ဟုတ်တယ်မလားဒါပေမဲ့သူကကျွန်တော်ပြန်ပြောတယ်ပေါ့နော်အဲ့လည်းပတ်သက်ပြီးပြောပြချင်တာလေးရှိတယ်တဲ့ဆိုတော့အဲ့ကျွန်တော်နားထောင်တယ်ပေါ့ဇလန်တစ်ပုတ်ပြောပြမယ်တဲ့ကျွန်တော်ကောင်းပါလေအဲ့ပြောပေါ့ကျွန်တော်လည်းအဲ့တော့ဘာပြောလဲဆိုတော့ရွာတရားမှာတဲ့ရွာတရားရဲ့ဟိုပေါ့ရွာထိပ်ပါပေါ့ဗျာရွာထိပ်ပါကလေးလေးနှစ်ယောက်ကသားညာရှိတယ်တဲ့အဲ့ဒါကလေးလေးနှစ်ယောက်ကသားနေတဲ့အချိန်မှာဖြတ်သွားဖြတ်လာအဖိုးကြီးရပါတော့ကလေးလေးနှစ်ယောက်ခေါ်လိုက်တယ်အမီးလေးလာအောင်ပေါ့အဲ့ဒါကလေးလေးတွေကသွားတဲ့အချိန်မှာတဲ့အဖိုးကြီးရပါတော့သူတို့ပထမနံပါတ်1ကလေးတစ်ယောက်ကိုတဲ့ပတ်စံ1000ပေးလိုက်တယ်ပေါ့နော်နံပါတ်2ဒုတိယမြောက်ကလေးတစ်ယောက်ကိုပတ်စံ2000ပေးလိုက်တယ်တဲ့ပတ်စံပေးလိုက်တယ်ပေါ့နော်ပေးလိုက်တဲ့အချိန်မှာပထမနံပါတ်1ကလေးတစ်ယောက်ကတဲ့သူတို့နှစ်ယောက်တူစော့နေနှစ်ယောက်တူရှိနေတာဘာလို့သူ့ကိုကြောက်1000နဲ့ပေးပြီးတော့သူ့ရဲ့ပေါင်းဖို့ကြတော့2000ပေးရတာလဲပေါ့အဲ့သူမကျင်တတ်ဘူးတဲ့မကျင်တတ်တဲ့အချိန်မှာအဖိုးကြီးပြောဘာလို့ကျွန်တော်1000ပဲပေးတာလဲပေါ့နော်သူ့ဘာလို့2000ပေးတာလဲပြောတဲ့အချိန်မှာတဲ့အဖိုးကြီးတဲ့မင်း2000ရကျင်တတ်ပြီလားလို့ပြောတယ်တဲ့အဲ့နဲ့နံပါတ်1ကလေးလေးရတယ်2000ရကျင်တတ်တယ်သူကလည်းကလေးဆိုတော့ဟုတ်တယ်ကလေးမှမဟုတ်ပါဘူးကျွန်တော်လည်းဒီလိုပဲဖြစ်မှာဘာလို့လဲဆိုတာမျိုးပေါ့နော်အောက်တက်ကြီးဖြစ်သွားဟုတ်တယ်အဲ့နဲ့အဖိုးကြီးကโอเคရတယ်မင်းက2000ပေးမယ်ဆိုပြီးတော့တဲ့အဖိုးကြီးကသူ့နောက်တစ်ပတ်စံ1000ထပ်ပေးလိုက်တယ်ပေါ့နော်နံပါတ်1ကလေးကိုပတ်စံ1000ထပ်ပေးလိုက်တယ်နံပါတ်2ကလေးက2000ရတယ်မလားအဲ့နံပါတ်2ကလေးကိုလည်းနောက်1000ထပ်ပေးလိုက်တယ်အဲ့ချိန်မှာပေါ့နော်နံပါတ်1ကလေးကပတ်စံ1000လို့2000ဖြစ်သွားတယ်နံပါတ်2ကလေးက2000လို့3000ဖြစ်သွားအဲ့ကြတော့နံပါတ်1ကလေးကပြန်ပြီးစဉ်းစားပြန်အောင်ဟာဘာလဲပေါ့သူ2000ပဲရတယ်ခေါင်းကြတော့ဘာလို့3000ရရလဲပေါ့နော်အဲ့ချိန်မှာဖိုးရသူမကျင်းတဲ့ကြောင်းပြန်ပြောတယ်အဲ့နဲ့ဖိုးကြီးကဟာတဲ့ဟိုငါမြည်ပေါ့နော်မင်းအခုမင်းလက်ထဲမှာ2000ရပါပြီမင်းခုနကငါ့ကိုပြောတယ်လေတဲ့မင်း2000ရကျင်းတတ်ပြီလို့ငါ့ကိုပြောတယ်တဲ့အဲ့နဲ့ကလေးလေးရအောင်နော်ဟုတ်တော့ဟုတ်ပြီပဲဗောဒါပေမဲ့သူ့စိတ်ထဲမှာကတိကအောင်ဖြစ်သွားတယ်ဗောနော်အဲ့ဇလန်လေးကိုစဉ်းစားကြည့်မယ်ဗျာကျွန်တော်တို့ကအခု20နဲ့မှ20ကျော်တွေဗောနော် over 20တွေဖြစ်နေတဲ့အခြေအနေတစ်ခုမှာတော်တော်များလဲဂျပန်မှာ over 20တွေများပါတယ်ဂျပန်မှာမဟုတ်ဘူးဗောနော်ဘယ်မှာပဲဖြစ်ဖြစ်အဲ့တော့စဉ်းစားကြည့်ဗျာအဲ့ပတ်စံကအလကားရတဲ့ပတ်စံခလေးလေးနှစ်ယောက်ကလကားရတဲ့ပတ်စံဒါပေမဲ့ပထမတစ်ယောက်ကို1000ပေးပြီးဒုတိယတစ်ယောက်ကို2000ပေးလိုက်တယ်အဲ့ချိန်မှာပထမတစ်ယောက်ကမကျင်တတ်ဖြစ်တယ်အဲ့2000ရရင် तू ကျင်တတ်မယ်လေဟုတ်တယ်မလား तू များ2000ရလို့ကို2000လိုချင်တယ်ဆိုတာလက်ခံတယ်အဲ့ကို2000ရတဲ့အချိန်မှာကိုကျင်တတ်လိုက်တော့အဲ့ဒါဟိုအခြားတစ်ယောက်က3000ရလို့ဆိုပြီးတော့သွားပြီးစိတ်ထဲမှာသိရမလားခုနေလို့ရှိရင်စဉ်းစားကြည့်ဗျအဲ့ပတ်စံကိုမပေးဘဲနေလိုက်လို့ရှိရင်ကလေးလေးလည်းမရတော့ဘူးလေဟုတ်တယ်မလားဇလန်လေးကတော့အဲ့ညမှာပဲပေါ့နော်ပြောတာသူကတော့အများကြီးပြောပြရတာဒါပေမဲ့အဲ့ညလေးကျွန်တော်အတွေးလေးရသွားတယ်ဟုတ်တယ်ဗျာဒီလားတချို့အရာတွေကကျွန်တော်တို့သတ်မှတ်ထားတဲ့ level တွေရှိပြီးသားဥပမာဆိုင်တစ်ဆိုင်မှာဟိုကဘိုက်တိုအချိန်ပိုင်းလို့တမအစပြီးတော့ပေါ့နော် community 2မှာလည်းအဲ့လိုပဲအောက်ရှယ်ရမှာအထက်ထိဟိုအထက်လူကြီးပိုင်းနေပေါ့နော်အဲ့လိုမျိုး level တွေအလျောက်သူဝင်နဲ့သူလာတာနဲ့သူကုန်သတ်မှတ်ပြီးသားဗျာတချို့အရာတွေကအဲ့တော့ကျွန်တော်တော်တော်များဆိုင်နေမှာဆိုရင်လာတာတိုးတာတို့ဘာတို့ဒီ company တွေမှာလည်းရှိမှာပါအဲ့ချိန်မှာ तू ဒီလောက်điềuလို့ငါဒီလောက်လိုချင်တယ် तू ဒီလောက်များလို့ငါဒီလောက်များချင်တယ်ဆိုတာမျိုးတွေကျွန်တော်ကိုယ်တိုင်ခံစားခဲ့ရတာပေါ့နော်အဲ့ချိန်မှာကျွန်တော်ကောင်မလေးအဲ့လိုပြောလိုက်တဲ့အချိန်မှာကျွန်တော်အလုံးဝအတိအလင်း
ဟိုဘယ်လိုလဲကျွန်တော်စိတ်ထဲမှာဟော feeling လုံးအတီးလေးပြက်ပြက်တသားဖြစ်သွားတယ်ဟာငါဒါတော့ငါခေါင်းစားနေကြမလို့တော့ဘူးဆိုတာမျိုးပေါ့နော်အဲ့ချိန်မှာကတိကောက်အောင်ဖြစ်တာပေါ့တင်မှာဟာဒီလောက်ရပြီသူဒီလောက်ရတယ်ဆိုတာမျိုးဒါပေမဲ့ကိုယ့်ရဲ့အရာအားလုံးတန်ဖိုးထားလိုက်လို့အဓိကစိတ်လေးပဲဗျာသိလားကိုယ်မှရှိနေတဲ့အရာအားလုံးတန်ဖိုးထားလိုက်လို့ရှိရင်အကုန်လုံးကတန်ဖိုးမြင့်သွားလိမ့်မယ်အဲ့ချိန်မှာကျွန်တော်တက်နိုင်တဲ့လောက်ကြိုးစားရတယ်အများကြီးလုပ်တယ်စင်ပြေအောင်လုပ်တယ်အလုပ်ထဲမှာလည်းတော့ try နေဗျာ AC တွေအဲ့တော့ feeling ကကတိကောက်အောင်လည်းသိရမှာအဲ့လိုပေါ့နော်မကောင်းဘူးပေါ့နော်အပေါ်တွေပါအထက်တွေပါကျွန်တော်လှမ်းပြောတယ်ရှင်နေတွေဘာလို့လဲဆိုတာမျိုးငါဒီလောက်လိုချင်နေဆိုတာမျိုးဒါပေမဲ့အချိန်တန်တော့ကြိုးစားလိုက်တော့ကြိုးစားမှုအရာလက်နဲ့အများကြီးဆင်ပြေသွားပါတယ်အခုလည်းအများကြီးဆင်ပြေနေပါအဲ့တော့ကျွန်တော်မိတ်ဆွေတွေတကယ်ချင်းတွေလည်းစဉ်းစားကြည့်ဗျတချို့အရာတွေကသူကသူဖြစ်တည်နေဥပမာဗျာကိုယ့်ရဲ့အပေါင်းအသင်းတကယ်ချင်းတယောက်ကအဆင်ပြေသွားလို့ဟာဒီကောင်အဆင်ပြေနေပြီဆိုတာမျိုးပီတိဖြစ်ပေးလိုက်ဗျာဒီလားဘာလို့လဲဆိုတော့ကျွန်တော်လောကကြီးမှာဟိုအောင်မြင်နေတဲ့လူတွေဗျာအများကြီးပဲဗျာဒီလားဥပမာတစ်ခုပြောမယ်ဗျာမနောက်မှရက်ထားတဲ့ကားဗျာကျွန်တော်မိတ်ဆွေလည်းမတီးထွင်နိုင်သလိုတေချာပေါ့ဒီဗီဒီယိုကြည့်တဲ့လူလည်းမတီးထွင်နိုင်ဘူးဗျာတေချာပေါ့ငါတီးထွင်နိုင်တယ်ဆိုတော့လာမပြောနဲ့ဗျာအဲ့ဆိုဒီတိုက်ကြီးရောစောင့်နိုင်လားမစောင့်နိုင်ဘူးဒါမှစောင့်နိုင်တဲ့လူရှိတယ်ဟုတ်တယ်မလားဒါပေမဲ့ကျွန်တော်မစောင့်နိုင်ဘူးဒီလိုမျိုးဗျာဒါဆိုရင်ကျွန်တော်မိသက်ပါအဲ့လိုမျိုးထားဖို့အတွက်ဘလူက idea စဉ်းစားလိုက်တာလေကျွန်တော်မစဉ်းစားနိုင်ဘူးလေတုံဆိုစဉ်းစားဖို့ခက်ခဲတယ်လေဟုတ်တယ်မလားတာမန်အနီအောင်ဟိုတိုင်လေးပဲရှိတာမလားတချို့တော့မြို့တွေမှာတော့မှာဒါဆိုလောက security အပြည့်နဲ့ဗဒါဥမာအနေနဲ့ပြောတာပေါ့နော်အဲ့လိုပဲကျွန်တော်မိတ်ဆွေတွေတကယ်ချင်းနေမှာဗျာကျွန်တော်နေနဲ့ကျွန်တော်ပြောပြကျွန်တော်ကိုအခုကြည့်နေတဲ့မိတ်ဆွေရလဲကိုလို့ပြန်မြင်ကြည့်လိုက်ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့လူကအ ਨੇ စုပဲရှိတာကိုယ့်ရဲ့မိတ်ဆွေတကယ်ချင်းဆိုတာရာကနန်းလောက်ပဲရှိတာဗျာသိလားဟိုရာဆိုတာ100 200 300 400 500 600 900 800 900တိရှိတယ်ဗျာထောင်ဆိုရင်ဒါထောင်ကနန်းလေရာကနန်းအဲ့လိုမျိုးလူပတ်ဝန်းကျင်မိတ်ဆွေမျိုးပေါင်းတင်တကယ်ချင်းတွေကြားထဲမှာတယောက်အောင်မြင်နေလို့ရှိရင်တယောက်ကဘာလို့အဆင်မပြေဖြစ်ကြတာလဲဆိုတာမျိုးပေါ့နော်ဘယ်သူမှအောင်မြင်လို့ဘာညာပြောတာမဟုတ်ဘူးပေါ့ဗျာပြောချင်တာပီတိဖြစ်ပေးလိုက်တာသိလားကျွန်တော်လည်းရင်တော့အဲ့လိုဖြစ်တယ်တယောက်မနာလို့တာပေါ့နော်အဆင်မပြေဖြစ်တယ်ဒါပေမဲ့အဲ့အရာတွေကမလိုဘူးလို့ကျွန်တော်ထင်သွားတယ်ဗျာနောက်ပိုင်းတော့ကောင်မလေးစီကစကားကြားလာရတဲ့အချိန်မှာဒါတွေကဘယ်လိုပြောရမလဲဟိုမလိုအပ်ဘူးဗျာဟုတ်တယ်မလားဘာလို့လဲဆိုတော့လောကကြီးမှာအောင်မြင်တဲ့လူအများကြီးရှိရယ်အဆင်ပြေတဲ့လူအများကြီးရှိရယ်ချမ်းသာကြွယ်ဝနေတဲ့လူအများကြီးရှိရယ်အဲ့ဒါသူတို့ဘောကကျွန်တော်တို့ဘောကအဲ့တော့ခုနထိတ်ကခေါင်းစဉ်လေးပြန်သွားမယ်ဆိုရင်လက်ကားရတဲ့နွားကိုသွားဖျက်မကြည့်နဲ့ဆိုတဲ့ခေါင်းစဉ်လေးကျွန်တော်ကောင်မလေးပြောပြရတဲ့ဇလန်းလေးနဲ့ကျွန်တော်အများကြီးအတွေးဝင်သွားတယ်ဟုတ်တယ်တချို့ຢာတွေကသူ့ဖြစ်တည်နေတာဘယ်မှာလိုက်ပြီးနှိုင်းရှင်နေကြမလို့ငါမှရှိတဲ့ဖြစ်တည်မှုကငါရဲ့ဖြစ်တည်မှုငါမှရှိတဲ့အရာငါရဲ့ကိုယ်ပိုင်ပစ္စည်းငါဆိုတာငါပဲဘယ်သူတွေပါပဲပြောင်းလဲသွားကျွန်တော်တို့မပြောင်းလဲရင်ကျွန်တော်တို့ရဲ့ပင်ကိုယ်စရိုက်ကကျွန်တော်တို့ရဲ့မူပိုင်ခွင့်ပေါ့နော်အကုန်လုံးအများကြီးစင်ပြေနေလိမ့်မယ်လို့ကျွန်တော်ထင်တယ်ဗျာအဲ့ချိန်မှာကျွန်တော်လောက်ထဲမှာတန်းတော့ချိုးသားရတယ်တုံပုံရင်းချင်းပေါင်းနေငယ်ချင်းတွေကြားထဲမှာလဲ level တစ်ခုလောက်ကန်တက်ထားရတယ်အများကြီးပေါင်းတင်ဆက်ဆံရေးမှာစိတ်အေးချမ်းသွားတယ်ပေါ့ဗျာစိတ်အေးချမ်းသွားတယ်အဆင်ပြေသွားတယ်ဒီလိုရလေးကဟိုဘယ်လိုပြောရမလဲတူဗျာတူထားလိုက်တူဖြစ်မဲ့အရာတွေတူထားလိုက်ဟိုလိုက်ပြီးတော့ဗျာသိရမလားမင်းဘာဖြစ်လို့ငါဘာဖြစ်လို့မင်းဘာမလို့ငါဘာမလို့ဆိုတာမျိုးကိုလိုက်ပြီးစဉ်းစားနေအာရုံလဲနောက်တယ်ပေါင်းတင်ဆက်ဆံရေးဒီမှာလည်းခက်ခဲကြမ်းဖြစ်လာနိုင်တယ်လို့ကျွန်တော်ကတော့သုံးသပ်မိတယ်ဗျာအားကြောင့်မလို့တော့မိတ်ဆွေတငယ်ချင်းတွေလည်းဘလူတွေဘာတွေပဲဖြစ်နေဘလူတွေဘာတွေပဲရနေအလုပ်ထဲမှာရောဘယ်နေရာမှာမဆိုသူကသူလဲပဲဆိုတာရှိတယ်ငါဒီလောက်လောက်ရလို့ငါဒီလောက်ရတယ်သူဒီလောက်လောက်ရလို့သူဒီလောက်ပဲရသိနေဆိုတာမစင်သားပဲနဲ့ကိုလောရမယ့်အရာတခုကိုကောင်းကောင်းမလို့ချိန်တိုင်းကိုအတွက် results ရလဲတခုထွက်လာလိမ့်မယ်လို့ကျွန်တော်ကတော့မျှော်မြင်နေပေါ့ဗျာထင်နေတကယ်လည်းအဲ့လိုပါပဲကျွန်တော်ကိုယ်တိုင်ကြုံတွေ့ခဲ့ရတယ်ဆိုတဲ့အရာမျိုးလေးတွေရောပါဝင်မလို့ကျွန်တော်ကမလေးပြောပြတဲ့အရာလေးကျွန်တော်ပြန် sharing လုပ်ပေးတာပါမှာစကားပြောရတော့ခု10 minutes time မှာနဲ့10 minutes ပြည့်ပါတော့မယ်ကျေးဇူးအများကြီးတင်ပါတယ်လိုအပ်တာလေးရှိလို့ရှိရင်လည်းထောက်ပြပေးပါဦးအားလုံးပဲကျမ်းမာရွှင်နိုင်ကြပါစေ bye bye